空差嘅ကိစ္စဆိုတာဖြစ်တော့ဖြစ်နိုင်တယ်ပေါ့ဘာလို့လဲဆိုမှုဖြစ်သွားတဲ့အချိန်မှာဖြစ်သွားတဲ့စိတ်ခံစားချက်ကိုသူမထိန်းနိုင်တော့ဘူးသူကအရင်စိတ်နာကြီးစရာတခုရှိခဲ့ပါခံစားချက်ပါသူ့ကိုသူအဆုံးစင်းရင်လောက်ချင်စရာပါခံစားချက်မျိုးသူ့မှာရှိတယ်ပေါ့သူ့မှာတော့ Michael Jackson ဟိုဆိုရင်Chester Bennington ဆိုသူ့ကိုသူပါကြောင့်တက်သေးရတယ်လို့သူငယ်တော့သူမရင်းချစ်ခံရအဲ့ရသူစိတ်ထဲမှာကိန်းအောင်နေကိန်းအောင်နေတဲ့အတွက်သူအဲ့ feeling ငယ်စဉ်ကအဲ့ trauma မှာပြင်းထန်တဲ့စိတ်ခံစားချက် feeling သူရင်းမဆိုင်ကြတော့တဲ့အတွက်သူ့ကိုသူဆုံးစီရင်လိုက်ရှင်းတယ်သူစိတ်ချနေခုနခုန်ချတဲ့ကောင်းပါလေဆိုရင်လည်းအဲ့လိုဖြစ်လေသူစိတ်ချနေရအဲ့လိုမျိုးအရင်ပြင်းထန်ပြီးတော့သူခုန်ချခြင်းလားသူ့ကိုဆုံးစီရင်ခြင်းလားလူငါတို့ပုံမှန်တာမန်လူတွေငါတို့တွေးကြည့်ပြီးတော့မသိနိုင်တယ်သူ trauma တွေအဲ့လိုတခု something အဲ့လိုရှိလိုက်တယ်မထင်အဲ့လိုမျိုးဖြစ်လာပြီးသူခုန်ချလိုက်ပြီးသူ့ကိုဆုံးစီရင်လိုက်ပုံမှန်အခြားမိုးရစီဆိုရင်ကိုယ်ကိုဆုံးစီရင်လောက်တဲ့ဟာတိတ်တော့မရှိဘူးပေါ့ငါပဲမို့လို့လားမသိဘူးအခြားလူတွေဆိုပြောတော့မွေးစီတော့အဆုံးတုံးတာတိုးဝင်ပဲအဲ့လိုကိုယ့်ကိုစီရင်လောက်ဆုံးစီရင်လောက်တဲ့ခံစားချက်မျိုးတစ်ခါမှမဝင်ဘူးအဲ့လို feeling မရှိလို့လည်းဖြစ်လိုက်ရှုပ်ထွေးတယ်ကိုယ့်ကိုဆုံးစီရင်လောက်တဲ့တွေးမိတယ်ဆိုတာလုံးဝကြီးပေါ့အဲ့လိုငါတစ်ခါမှမစင်စားဘူးငါ့ဘာတက်တယ်no bro လောအဲ့လိုလောမလောက်ပါကိုကိုတက်တယ်စေတော့ပြီးကိုကိုတက်တယ်ဆိုတာစေတိတ်ခါကြလောက်ဖို့တော့စဉ်းစားအဲ့စိတ်ခံစားချက်ပေါ်လာရင်ဒါကြီးနဲ့စိတ်ထဲမှာပဲဒါကြီးနဲ့ခုတ်တယ်စီဟွာကေးလိုက်ခါကိုကိုတက်တယ်စောက်တယ်ရှိကိုကိုတက်တယ်လို့မပြီးသွားတေပါပြီးဘာဖြစ်သွားလဲဆိုတော့ဒီမှမသိနိုင်ပို့ဆိုးတဲ့နေရာကိုရောက်သွားရင်ကြောက်အောင်ဒုက္ခရယ်နော်လို့ဆိုမခံစားခြင်းလို့တက်သေးပါလေဆိုတော့ပို့ဆိုးကြောက်စီရအဲ့လိုဆိုပို့ဆိုးတဲ့ဒုက္ခယူပို့ခံစားလာ shit god damn it bro လို့ဖြစ်နေ